နာမည်ဘယ်လိုခေါ်လဲလို့မေးချင်ရင်ชื่ออะไรชื่ออะไรအသက်ဘယ်လောက်ရှိပြီလဲလို့မေးချင်ရင်อายุเท่าไหร่อายุเท่าไหร่ချစ်သူရှိပြီလားလို့မေးချင်ရင်มีแฟนหรือยังมีแฟนหรือยังဘယ်မှာနေတာလဲလို့မေးချင်ရင်พักอยู่ที่ไหนพักอยู่ที่ไหนအလုပ်ဘယ်မှာလုပ်တာလဲဆိုရင်ทำงานที่ไหนทำงานที่ไหนလုပ်တတ်လားလို့မေးချင်ရင်ทานเป็นไหมทานเป็นไหมဘယ်သွားမှာလဲလို့မေးချင်ရင်จะไปที่ไหนจะไปที่ไหนဘယ်သွားလာတာလဲလို့မေးချင်ရင်ไปไหนมาไปไหนมาပြောတာကိုနားလည်လားလို့မေးချင်ရင်ฟังออกไหมฟังออกไหมစားလို့ကောင်းလားလို့မေးချင်ရင်อร่อยไหมอร่อยไหม